ရက်ကွက်တဲ့ပဲရှောက်ပါပြီဆိုညနေ6နိုင်တော့စနေပဲရောက်လာပြီတို့ကျွန်တော်ဆိုတိမလို့ပြကောက်ပါပြီကိုနောက်တစ်ခါဒီလိုမလုပ်တော့ကြောက်ပါပြီလို့ချုံလိုက်အရာတန်းပြပြောပြစရာမဟုတ်လို့ကိုနေဝင်းမြောက်ပြီးတော့မှတ်တော့ကောက်ပါပြောမင်းတို့ကောင်လေးဘယ်လိုတော့မှနေကြောထားတာတော့ရှေ့ဆိုလေမိုက်တဲ့တွေ့လာကံမောသားမှာလို့ဟာဟဲ့မိုက်လာကြီးလားဟာဟဲ့မိုက်လာကြီးလားခက်ဟာဟဲ့မိုက်လာကြီးလားဟာဟဲ့မိုက်လာကြီးလားနန်းဆန်လောလာတဲ့တိုက်ကညီမရီးသားတွေဖြစ်ပြီးတော့ရဲ့ချက်သမီးကြီးချဘာလို့အလော်တီချေမိုးချင်နေလဲနိကိုနင်းတမတာနဲ့ဆွေမျိုးတင်နေဦးကြီးဖာရှိုးလိုက်နေတိုးစင်ကင်းနဲ့အသားဖြူကနောက်တော့နဲ့တော့ရေချိုးချင်လေရဲ့အချောင်းသိရင်တော့အဆက်ပကွဲလောက်တယ်မတမရတဲ့ပြပါစပ်ပါဝဲပေါ်စနေညောင်းတဲ့ပေါင်းဖုန်ချောင်းချက်ကတော့ရက်ကွက်ရုံးကကိုတပတ်ကမြဲရောက်တယ်ဟိုဟိုဖယနေအောင်ကြီးတစ်ချက်လောက်ရှိုးလိုက်သူရုံချောရက်ကွက်ထဲကသမီးမျိုးမဲတပေါင်းမဆုံးအောင်ဆောက်ရှောင်းမကွီးတော့ဒီတယောက်တော့တောင်းမလုံးနဲ့လောင်းသွားမမီးမို့သူ့ဘေကဥက္ကဋ္ဌဆိုတော့စီကိုကြီးလို့ခုလာတဲ့လိုက်ချင်းမကိတ်ထက်ကရှယ်ကြီးအသေးပွဲပတ်ဆက်တဲ့စိတ်ပြတ်သွားမ